ဝင်ဝေကောကြီးကျော်ရဲ့ဒီနေ့ဘဒုအကြောင်းနဲ့ပြောမှလဲကိုကြီးရဲ့ဘဒုတွေလဲဟုတ်တယ်ကိုကြီးရဲ့တငယ်ချင်းတွေအကြောင်းပြောကြမယ်ကိုကြီးမှာတငယ်ချင်းတွေရှိလားဘယ်နှယောက်ရှိလဲဘယ်နှယောက်ရုံမြတ်ရတီပြီးတော့ဝင်းတီဗီကျော်အေဂျေစုကြော့ဒီယောချစ်ချင်းကောက်ကတင်စားအများကြီးပဲနော်ရှိသေးလားရှိသေးရဲ့ဘဒုတွေလဲရုံမြတ်ပြီးတော့အများကြီးပဲနော်ဝင်းကုန်ကြီးကျော်မှာတကယ်ချင်းတွေအများကြီးရှိတာပဲဟုတ်လားအဲ့ဆိုကုန်ကြီးကလေတကယ်ချင်းနဲ့အတူတူဘာလုပ်ရတာကြိုက်လဲဟုတ်လားသွားဘူးလားကစားဝင်တကယ်ချင်းနဲ့အတူတူလေဟုတ်လားဘယ်ကစားသွားခဲ့ရလဲအဲ့လိုစီးတီးသွားရလားဟိုးအဲ့မှာတကယ်ချင်းနဲ့အတူကစားပြီးတော့လေမုတ်တရောစားခဲ့သေးလားဟုတ်လားဘယ်ဆိုင်မှာစားရတယ်ပြအများကြီးစားခဲ့ရလားတပုတ်နဲ့ရိုက်ခဲ့လားဟုတ်ပါပြီဒါဆိုရင်တကယ်ချင်းတွေကိုလေဂုံကြီးကကူညီပေးဘူးတာရှိလားဘာတွေကူညီပေးဘူးလဲရေဝစ်တယ်ပေးရလားဟုတ်ပြီပြီးတော့တချင်းဆိုမှာလားဟုတ်ပြီခဏနော်ဒါဆိုတော့ရေဘူးတွေလည်းတည်ပေးတယ်တခြားရောလုပ်ပေးဘူးသေးလားတကယ်ချင်းတွေကူညီပေးဘူးလားဟုတ်လားအဲ့တငယ်ချင်းတွေရောသမီးလေးကိုကူညီပေးဘူးလားဟုတ်လားတငယ်ချင်းတွေကဘာလုပ်ပေးဘူးလဲဟုတ်ပါပြီဒါဆိုသမီးလေးကတခြားတငယ်ချင်းတွေကိုဘာပြောချင်သေးလဲတချင်းဆိုပြမှာဟုတ်ပါပြီဒါဆိုပြပါရှင်ဂျေးဆိုပြဂျေးမကြားရဘူးအကျဲဆိုမယ်အကျဲကိုရင်ခုနအတန်လေးနဲ့ဟုတ်တယ်နတ်တီးနဲ့အကျဲဆိုတငယ်ချင်းတွေပါတော့ခါရဖြစ်ကြနတ်တီးရဲ့မျက်နှာဝဲသူတို့လိုရမဖြစ်နဲ့ဟုတ်ပါပြီကျေးဇူးတင်ပါတယ်